ရှိစေပါဖြစ်ပါတယ်တော်တော်ကိုယ်စားလှယ်ကြီးများနဲ့ပါတီများခင်ဗျာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့ဥပဒေနည်းဥပဒေအမိန့်ညွှန်ကြားချက်ဆောင်ရန်တွေကိုတိကျစွာလိုက်နာပြီးမဲဆွယ်စည်းဝေးလုပ်ငန်းတွေကိုဆောင်ရွက်သွားရမှာဖြစ်ပါတယ်ဒီဆိုးပေါ်လေကြံလဲဝိုင်းပါဒီသူတို့ကိုအကောင့်ထဲပေါ်ဆောင်တဲ့ပြည်သူ့ရှင်များမှာခိုင်မာသည့်အုပ်ချုပ်ရေးစနစ်တွေ